အခုနောက်ပိုင်းတော်လိုင်းဒီဘက်ရောက်လာတော့မြို့ပြပျောက်ကြားတွေကိုစစ်စစ်အရေးယူတယ်သူတို့ဘက်ကလည်းယူတယ်ကိုယ့်ဘက်ကလည်းယူတယ်ကိုယ့်ဘက်ကယူတာဘယ်လိုဆိုတော့မြို့ပြပျောက်ကြားဒီရဲဘော်တယောက်ကမရှင်တစ်ခုကိုတွေ့လို့ရှိရင်ပြစ်မှတ်တစ်ခုကိုတွေ့တာနဲ့ချက်ချင်းသွားပြီးဖောင်းတိုင်းလုပ်လိုက်လို့မရအောင်အနည်းဆုံး3ဆင့်အထက်ကိုတင်ပြတယ်အစစ်စစ်တင်လို့အပေါ်အရေးကြီးတဲ့လူဆိုရင်5ဆင့်6ဆင့်ထိတင်ပြရတယ်တဲ့အစစ်စစ်တင်လိုက်လို့အပေါ်က no မလုပ်နဲ့ဆိုပြောရင်ဘာပဲဖြစ်နေလုပ်ခွင့်မရှိသွားလောက်လိုက်ချက်ချင်းစစ်ခုံရုံးခေါ်ကန်ထိတယ်ဆိုတော့ UG တွေရက်တီဖို့စဉ်းစားကြည့်အရင်ခက်ခဲအရင်ပြင်မှန်းတယ်အဲ့တော့မြို့ပြ UG တွေနောက်တစ်ခုရှိတာကတော့ဒီနယ်မြေတွေမှာတော်နိုင်ရုပ်စစ်စစ်ရုပ်တို့လုပ်ပြီးတော့မြို့တွေကိုဟပေးထားတဲ့အတွက်တီတူထိမှဆိုလို့အဓိကနော်အဲ့တော့ဘာလဲဘောမတွေကတော်နိုင်ရင်းနဲ့ပတ်သက်တဲ့ပို့တွေအောက်မှာတွားကြည့်လိုက်အကောက်အတူကောအကောက်အစစ်ကောအကောက်စစ်ကတော့ဟိုနဲတာပေါ့နော်အကောက်20လောက်ဆိုရင်တစ်ခုလောက်ပါတော့ဒါအကောက်အတူတွေနဲ့အဲ့လိုအလုံးလိုက်ရင်းလိုက်တော်နိုင်ပို့တွေမှာတိုက်ခိုက်တာကျွန်တော်နဲ့ပတ်သက်တဲ့ TikTok အကောက်တွေမှာကိုစီတို့ရိုက်ချင်ပြီးရှာကြည့်ရမှာယူတင်ထားကြတဲ့လူတွေနော်ဒီနေရာမှာချွတ်တွေကြတော့ယူတင်တာစကားတောင်တအားကြီးမြန်ထားတော့အလိုနေတဲ့ဆဲချင်တွေကပေါအောင်လောက်ထားတာတွေရှိတယ်အခုဘက်ကလူတွေလောက်ပဲအမေမဲ့တော်နိုင်အစမှလို့ကျွန်တော်တို့ဘက်ကပြည်သူကြတော့ရဲရဲတင်းတင်းမပြောရတော့ဘာဖြစ်လို့လဲဒီကောင်လေးကပြောရင် screenshot တွေယူတယ်ဒီဘက်မှာရောက်နေတဲ့သူဆိုရင်ကြံနေခဲ့တဲ့မိသားစုညီကောင်မောင်မတွေဗမာနေတယ်ဘယ်လိုလုပ်လဲဟိုမှာတားကိုဖမ်းလို့မရဘူးမိဘကိုကွာဖမ်းတယ်တယ်လီဂရမ်တွေကနေတင်တယ်ဟန်ကျေးဦးလို့ဆိုတော့ကိုယ့်ဘက်ကလူတွေကနော်သူတို့ကြောင့်အကြောက်တရားတွေများတယ်ငကိုတွေကမှကျွန်တော်တို့ပြည်သူကလည်းဟိုဘာမှမလုပ်ပါဘူးကျွန်တော်ဘုံဘုံလုံးလိုက်ထွက်ပြေးမဲ့ကောင်မျိုးတွေနော်ပစိုးကြောင့်လည်းဒီဘုံထားတဲ့သူကများတယ်ဒါပွင့်လေးပြောတာအဲ့တော့ခံယူချက်ခံမှချက်ရှိတဲ့လူတွေက live fight လိုက်ဆဲနေတာပို့တွေအောက်ဝင်နေမှာအခုကျွန်တော်တို့တင်လိုက်တဲ့ပို့အောက်မှာဆိုရင်ဒါဝိုင်းပြီးတော့ခွေးမောင်းပြီးတဲ့လူတွေအားလုံးကျေးဇူးတင်တယ်ကျွန်တော်ဘလော့နေတဲ့ပို့ဆိုဘလော့လိုက်ဘာဖြစ်လို့လဲဒီကောင်တွေကိုကျွန်တော်မြတ်ပြောသလိုပေါ့သူတို့ဆော့ဘက်ကိုကျွန်တော်တလတရက်တစ်နှစ်မဟုတ်ဘူး10နှစ်တက်လုံးကြာတယ်အဲ့ဒီအကောက်အထုကိုကျွန်တော်မပတ်တက်ကတော့ဘာမှဖြစ်တော့နော် view လည်းကျွန်တော်မလုပ်ဒါပေမဲ့အဲ့ဒီကောင်တွေကကျွန်တော်ဘလော့လိုက်သူအသေးနာတယ်သူတို့နောက်တော့ပြီးလို့ရှားတာကျွန်တော်လာဟောင်းမှုတွေ့ငါပြောသလိုပေါ့အကျိုးနဲ့အကြောင်းနဲ့လာပြောငါတို့မှားနေအကြောင်းနဲ့အကျိုးနဲ့လာနှိုင်းရှင်ပြီးတော့ထောက်ရငါတို့မှားနေရင်မင်းတို့ဒူးထောက်တောင်းမှမင်းကိုဝင်မလေးဘူးဒါပေမဲ့အကျိုးမရှိအကြောင်းမရှိဗျမ်းကခွေးအားအောက်လို့ပေါက်ပန်း40ဝင်ပြောတဲ့ဟာမျိုးတော့မင်းတို့ငါထိုင်ကြည့်နေရမှာဟမ်တနာတယ်တိကျကြော်ဟင်းပြောနေ10နှစ်ကြွားကြိုးစားလိုက်နော်မင်းတို့စောက်ပြီးမဆိုင်လို့ရုပ်ပြပြီးတော်လာနေတာအဲ့တော့မတက်မလာနဲ့နော်အဲ့တော့ကိုယ့်ဘက်ကနေခွေးမောင်းပေးတဲ့ညီကောင်မတို့ရဲ့အားလုံးကျေးဇူးတင်တယ်အခုကျွန်တော်ဒီကိုရကနှစ်ပေါင်း123နှစ်ကြာတဲ့ထောင်ချလိုက်တဲ့ရဲဘော်လမ်းနေဖြတ်လွတ်လိုက်တဲ့ရဲဘော်နာမည်ညီမိုးညိုအဲ့ဒီမိုးညိုအတွက်ကျွန်တော်တို့တိတ်တောင်းကံပေးမှာကျွန်တော်တိတ်1000အာမခံလိုက်တယ်အဲ့ဒီအတွက်ကျွန်တော်တရားရှာမယ်လို့ပို့တင်လိုက်တာအဲ့ဒီပို့တွေအောက်မှာနီးမျိုးစုံနဲ့တိုက်ခိုက်တာမပူနဲ့အဲ့ဒီတိတ်1000ရောက်မှာရှာပြမယ်ပြီးလို့နော်ရှာပြမယ်ပြီးတော့ကြိုက်တော့လောင်စမ်းအမှတော့လောင်ဖင်ပြောင်းလောင်သိလားရိုးရိုးလောင်လို့မရအမှငရုတ်ဒီပုတ်ပြီးလောင်ကြနော်မင်းတို့ငါပြောတာ